ဒီချင်းပေါင်းတဲ့အားလုံးမင်္ဂလာပါဒီနေ့ကတော့မိုးတွေတဲထိုင်နေတိတ်ဆိတ်နေတယ်တကောင်ရန်ချိန်လေးပဲဖြစ်ပါတယ်တကောင်ရန်ချိန်လေးမှာဘာနဲ့တွေ့နေလဲဆိုတော့ကျွန်တော်ကညပိုင်းပေါ့နော်ဆောင်းဖတ်တဲ့အကျင့်လည်းရှိတယ် audio book တွေနားထောင်နေပေါ့နော်အဲ့ဒီထဲမှာဒီနေ့နားထောင်ပြတာဘာလဲဆိုတော့ဆရာကြီးရွှေဦးတောင်ရဲ့စာမှုတွေကိုဖတ်ပြနေတဲ့ channel တစ်ခုပေါ့နော်အတန်ဩဇာကောင်းတဲ့ညီလေးကြောင့်ကဖတ်ပြနေတဲ့အထဲမှာကျွန်တော်ရွေးချယ်လိုက်တာနားထောင်လို့ပေါ့နော်ရွေးချယ်တဲ့အညမှာကျွန်တော်နားထောင်ရွေးချယ်လိုက်တာကတော့ထူဆန်းသောမြေဖုံးဘီလူမူနိုင်မောင်ဆန်ရှားဆုံထောက်ပုံဆိုတဲ့Dracula မြေဖုံးဘီလူပြိတ်တာပေါ့နော်အဲ့လိုမျိုးမြေဖုံးဘီလူလို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ခေါ်လို့ရှင်တော့အဲ့လိုမျိုးပေါ့နော်တစ်စီဝတ္ထုတရားဝတ္ထုပဲဆိုပါဆိုနော်သူကကျွန်တော်ငယ်တည်းကအဲ့ဝတ္ထုကိုကြိုက်တာဘာဖြစ်လို့လဲဆိုတော့သူကအဲ့ဒီဇလန်းစဖြစ်တဲ့နေရာဘယ်နေရာလဲဆိုတော့သူကပြည်မျိုးကနေစုံတော့ကိစ္စနဲ့နော်ဆရာကြီးရဲ့ရှိသားချက်မှာပေါ့နော်ဦးဆန်ရှာရဲ့ဦးသိန်းမောင်ရဲ့တကယ်နှစ်ယောက်ကပြန်လာကြတာဦးဆန်ရှာကမောင်းပြီးတော့နော်ဦးသိန်းမောင်ရဲ့ဦးသိန်းမောင်နောက်မှာမောနဲ့အိတ်ပြီးတော့လိုက်လာပြီးတကယ်နှစ်ယောက်ပြန်တိုက်ကြီးမြို့မရောက်ခင်လေးမှာတဲ့သူကပြည်လမ်းမှာပေးနာမှာဒိုင်းဆိုပြီးကာတိုင်ရပွင့်ထွက်သွားပြီးတော့သူတို့ကဘိန်းပေါက်လာတယ်နော်တိုင်ရပွင့်သွားတယ်ဆိုတော့ညပိုင်းစီးလည်းဖြစ်နေတယ်ညတကောင်ကြီးကဖြစ်နေရွာဘက်ကကြတော့သူတို့ကဆိုဟောပေါ့မီးတိုင်တွေပဲစီမီးပဲရှိမယ်ပေါ့နော်စီမီးတွေလှမ်းကြတာတော့အရန်အမြင်အောင်ပေါ့နော်ဒီနေ့ညောက်ကတော့ဒီညတော့ကျွတ်တော့မွတ်ပါပြီဗျာဆိုပြီးနော်ဘယ်လိုလုပ်ကြမလဲဆိုတော့ဒီခါကျွန်တော်ကျွတ်တော့တကယ်ကြက်ပြီဗျာဒီနေ့ညောက်လိုက်ရှာကြတယ်နော်လိုက်ရှာဆိုကုညီမဲ့ကား workshop တွေပါလို့လိုက်ရှာလို့မရှိဘူးနော်ညပါလေသူတို့ချင်း12နာရီပေါ့သူတို့ကလေကွင်းပြည်လမ်းမှာပြီးဆိုအားလုံးလည်းရပူကြတယ်ပေါ့နော်ကျွန်တော်လည်းတိုက်ကြီးသားဆိုတိုက်ကြီးမျိုးချောင်းနဲ့ပါဆိုလေးဖြစ်နေတော့ရင်ခုန်လို့ပို့ပြီးတော့နော်တိုက်ကြီးမျိုးရဲ့တိုက်ကြီးအဝင်ပေါ့နော်သူပြောတာကျွန်းတော်ကုန်းကြီးရောဆိုရွာလေးနာမှာသူတို့ကာမင်းပေါက်တော့ကျွန်တော်မျက်စိထဲမှာရုပ်ရှင်တွေမှာမြင်အောင်နေတယ်ရုပ်ရှင်ကြည့်နေတဲ့အတိုင်းပဲနော်ဆရာကြီးရေးသားချက်ကလည်းပြောနေတယ်ဆိုတော့ရုပ်ရှင်တွေမှာအတိုင်းပဲပေါ့နော်မြင်းနေမျက်စိမှာဦးသိန်းမောင်ကလည်းအဲ့လိုပဲတာဖက်ဟိုလုံကြီးကအဲ့လိုမျိုးပဲပြောရမယ်ဘန်ကောက်လုံကြီးလို့သူတို့ဝတ်တယ်ပြီးတော့ blazer ကုတ်အင်ကြီးဝတ်ထားတယ်နော်အဲ့ဒီဇိုင်းလေးနဲ့ပေါ့နော်သူတို့ငွေတင်းညောက်ကိုကျွန်တော်မြင်အောင်ပြီးတော့နောက်ထောင်လည်းဖတ်တဲ့တငယ်ချင်းဖတ်ပြတဲ့ညီလေးကလည်းတန်ရန်ကောင်းတယ်ဆိုပါဆိုအဲ့မှာသူတို့ညောက်ကလိုက်ရှာတယ်ပေါ့နော်လိုက်ရှာပြီးတော့ကဲကျတို့ဒီတိုင်းနေလို့ဖြစ်ဘူးဒီညတဲခုစီကတနေရာရှိမှဖြစ်မယ်ဆိုတော့သူလိုက်ရှာတဲ့အခါမှာသူအဲ့လေကွင်းပေးနာကနေပြီးတော့မှရွာရှိမဲ့နေရာမှန်ပြီးရှောက်လာဆိုတော့ညတကောင်စဉ်းစားကြည့်ပါနော်မောင်ပိနေတဲ့အချိန်မှာလာချမ်းကွေးရရေးလေးပဲတာနေတောင်ကျမြင်ရရုံပဲရှိတယ်ပေါ့နော်သူတို့အဲဒီလေကွက်တော်ထဲမှာတာနေတဲ့အချိန်မှာလူတစ်ယောက်ကသွေးဦးသွေးတန်းနဲ့သူညောင်းတော့ပြေးလာပြီပေါ့နော်ပြောရင်းနဲ့ကျွန်တော်လည်းသိမ်းထားတယ်ကျွန်တော်ကအပေါ်ထပ်မှာကြောက်ထဲနေတာနော်ကြောက်ထဲနေပြီးကျွန်တော်အမြဲတမ်းပဲအဲဒီစိတ်ချောက်ချစရာတရားဝတ္ထုတစ်စိဝတ္ထုမြေပုံဘလူးဒရာဂူလာဝတ္ထုတွေကိုအမြဲတမ်းဖတ်တယ်မှတ်တယ်လေ့လာရန်ရင်တုံတယ်ဗျာနာကရတရတယ်ပေါ့နော်သူလိုက်မေးတယ်မေးတော့မဖြစ်လဲဆိုတော့နော်ဘာဖြစ်လဲသူတယောက်ကသွေးတန်းနေနော်ပြေးလာပြီးအယူလို့ပဲမျိုးလုံးကြီးပြူပြဲပြီးကဲတော့မူကြပါဆိုနော်အမေရိကန်ကောင်းလိုက်တာသူညောက်ကိုတွေ့ပြီးတော့မှဟောဟဲ့ပါလေအဲ့လိုကဟောနေခင်ဗျားဘာဖြစ်တာတော့ပြောတဲ့ခါကျတော့ရွာတဲ့ကနော်သူတို့ရွာတဲ့ကသူတို့ခေါ်တာတော့ဘယ်လိုခေါ်မလဲပေါ့နော်အောက်လန်းဆရာကြီးပေါ့နော်အောက်လန်းဆရာကြီးဥပေါ်တိုင်းနော်ဥပေါ်တိုင်းဆိုအောက်လန်းဆရာကြီးလူတစ်ယောက်ကိုရေးဆက်တက်ပြီးတော့သွေးဆုံနေတော့ကြုံမြင်ခဲ့ရမှာဆိုပြီးတော့မှနော်သူကပြောတော့ဦးဆန်းရှာလို့လည်းအားတင်သွားပါတော့ဟာဟုတ်လို့လားခင်ဗျာသွေးနဲ့ဘာလို့ပြောနေတာသူဟုတ်ပါတယ်ဒီလိုကမောပန်းပြီးတော့နော်ဟာတကယ်ကြီးပါဗျာကျုပ်ဟိုးဘရွာကနာရီတစ်ခုမှာတကယ်ချင်းနေတယ်ဖဲရရင်လည်းကျုပ်နောက်ကျသွားတယ်အပြန်လဲပြန်လာကျုပ်အဲ့ဒီဥပတိုင်းတို့ရွာထိန်နာနေပြီကျုပ်ကြောက်နဲ့မြန်ပြန်လာတော့မှပဲအဲ့ဒီလေခွေးထဲမှာဥပတိုင်းရနော်လူတစ်ယောက်ကသွေးထွက်နေတာဥပတိုင်းပေါ်နေပြီးတော့မှကိုယ်သွေးဆုံနေတာကျုပ်တွေ့ခဲ့ရဥပတိုင်းဆိုတော့ကိုအဲ့လိုပေါ့ဒရာဂူလာကြီးသူစဖို့ကောင်ကြီးပါပဲဆိုသူကတော့လန့်ပြီးတော့မပြန်ရတော့ကျုပ်ကိုလှုပ်ပါအောင်ဆိုနော်ရွာနာအထိသူကလိုက်ပို့လိုက်ရပြီးတော့ဦးဆန်ရှာကြောင်းလည်းသိရမှာသူကဥကင်းစုံစိတ်ဝင်စားတဲ့ခါကျတော့ဗမာလည်းရှိရလားပေါ့နော်ဒီလိုလူမျိုးရှိရလားနော်ဒီမြေဖို့ဘလူးဆိုတာကငါတို့ကြားပဲကြားဘူးလားဒီလူကိုကြည့်ရတယ်ယူတော့အောင်ကြောက်နေတယ်ဆိုတော့ဟုတ်လောက်တယ်ပေါ့နော်ရွာချင်းတွေကိုသူတို့ကကြည့်လိုက်ကြည့်ပြီးတော့ဦးဆန်ရှာ
ဆက်သွားမယ်သူဥသိမ်းမောင်လည်းလန့်တယ်နော်ဥသိမ်းမောင်လည်းနည်းနည်းတော့လန့်တယ်နော်သူတငယ်ချင်းသူကရမ်းချစ်လို့ဒါယုံကြည်လို့လေသူလိုက်တာသူစည်းတယ်နော်ဥသိမ်းမောင်တစ်ခါမှသူကနည်းနည်းသူလန့်မိတယ်ပေါ့နော်အဲ့လိုဥဆန်ရှောင်းသူကရမ်းချစ်တယ်ယုံကြည်တဲ့ခါကျတော့ဥဆန်ရှောင်းပါတယ်ပွဲဆိုသူပဲမယ်ဆိုသူလည်းရဲစွန်ပြီးလိုက်တယ်ပေါ့နော်လိုက်ရင်းနဲ့ဆိုညောက်ကအဲ့ဒီသူပြောတဲ့ရွာပေါ့နော်အဲ့ရွာနာမည်ပဲဆိုပါဆိုတရက်ချန်ရွာဆိုတရက်ချန်ရွာထိပ်ကုန်သူတော့ရောက်လာတဲ့အခါမှာအဲ့ချိန်မှာသူကရှိတဲ့လာဇန်ကွေးတွေကနည်းနည်းရေးလေးတာလာတဲ့အခါကျတော့နော်နည်းနည်းလေးရေးလေးတာတဲ့အခါမှာသူကတယောက်တော့မြင်ရပြီပေါ့နော်အဲ့ဒီချိန်မှာသူတို့တွားနေနေအဲ့ရွာလမ်းမကြီးကနေပြီးတော့လှမ်းကြည့်တာပေါ့နော်ရွာဟိုတူနော်ခုနဖရဲသမားကိုတော့လိုက်ပို့လိုက်ပြီသူတို့မြောက်ကပြန်လာပြီးဥပ္ပတိုင်းကိုတွေ့ခဲ့တဲ့ဇာနေကဘယ်နေလဲဆိုတော့မှန်းစာပြီးသူတို့ရောက်လိုက်ရှာတဲ့အခါမှာလူကြီးတွေကိုသူတို့တွေ့တော့လူရောက်လမ်းရှောင်းနေရိတ်ကိုတွေ့တော့သူတို့ကနေပြီးတော့တွားကြည့်တာပေါ့နော်ကြည့်တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီမှာလူတယောက်ကိုသူတို့တွေ့ရတယ်ပေါ့နော်အဲ့လိုလူတယောက်ကတော့အရမနေမမြင်တဲ့လို့ခပ်ပုအိုင်လူတယောက်ပေါ့နော်လူတယောက်ကိုတွေ့ပြီးတော့အဲ့ဒီလူကသူတို့ညောက်လိုက်လာသူတို့ညောက်ဖြည်းဖြည်းရှောက်လာတာပေါ့အဲ့ဒီရှေ့ကရှောက်သွားနေတဲ့ယောက်ျားကြီးတယောက်ကပေါ့နော်ဒီမှာနေမြင်ပြီးတော့မှဆန်စာတို့ဘက်ကိုသူကလှမ်းပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာသူတို့တွေ့လိုက်ရတယ်ပေါ့နော်တကယ်ကိုအဆွဲလို့ပါဗဇက်ပြပြနဲ့ရခုံးတုတ်ဗဇက်ပြပြနဲ့တကယ်ကိုမော်စရာကြီးနဲ့တူတဲ့လူတယောက်ကသူတို့ညကိုစိမ့်စိုက်ချနေတာကိုတွေ့လိုက်ရတယ်ပေါ့နော်ဘိုးကလည်းအရန်တဲပြီးတော့တိတ်ဆိတ်နေတယ်ဆိုတော့ဥပေါ်တိုင်းကိုသူတို့စတွေ့တဲ့အကြောင်းလေးကျွန်တော်ဒီနေ့ intro လုပ်ထားမယ်နော်နောက်နေ့ကျမှကျွန်တော်ဆက်ပြောပြစီအခုတော့နည်းနည်းကြော်ရစိတ်တိတ်နေဖြစ်လာတယ်ဆိုတော့အဲ့တော့ပတ်တူပြောပြမယ်နော်ဦးဆန်ရှာနဲ့ထူဆန်းသောမြေဖို့ဖေလူအမှုအားပေးပါအောင်ကျွန်တော်လည်းပြန်ဆုံးကျေးဇူးတင်ပါတယ်